ရှင်မွာတတချလောက်တနေနာလိုက်တော့ ရဲနာသွားလားစေးရုံကြီးဝယ်ပေးရမလားဟဲ့အဲ့ဒါကြီးလာမပြောနဲ့အဲ့ဒီခြေတန်းလေးတွေကြည့်တာလေငါတို့တစ်ဖွဲ့လုံးရဲ့အသေးကိုဓာတ်နဲ့စစ်ကိုဆေးလိုက်တယ်ကျင်းတတ်ပြီလား ရှင်မို့ခဏလေး ဒီလူနဲ့ဒီမင်းသားလေးနဲ့ဘဝတစ်ခုထူထောင်နေတာ အော်တူရဲ့တတနာလိုက်တော့ တစ်ဖွဲ့လုံးရဲ့အသေးကိုဓာတ်နဲ့စစ်ထိုးတယ် ရှင်မို့ အာသတိလေးစားဝယ်ပေးလိုက်တော့လို့အဲ့လိုဆိုင်ကမဝယ်ပေးလို့မသိ ရှင်မို့ရောက်ရှင်မို့ ဘာလဲ ငါ့ကို3ချက်လောက်ရိုက်လိုက်3ချက်လောက်ရိုက်လိုက်တာလာမရိုက်ဖို့သာငါ့ကို3ချက်ရိုက်လို့ဘာမှမဖြစ်ဘူးငါ့ကိုလို့မင်းလောက်ပါ တညာလုံးထိုင်နေတယ် ကိုပြောတော့တညာလုံးပြက်နေတာ ငါပြလုံးကြီးရှားလာ အဲ့ဒီမှာပဲအဲ့ဒီတလုံးနဲ့စစနေ